ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမနေ့ကတော့ကျွန်တော်ဒီ TensorFlow နဲ့ပေါ့နော်ဒီ neural network ကို build လုပ်တာတစ်ချက်ပြောခဲ့တယ်ပေါ့အဲ့တော့ဒီနေ့ကကျွန်တော်ဒီmodel ဒီ neural network model ကိုဘယ်လို train လဲဆိုတာပေါ့နော်ဒီ activation function နဲ့ဘယ်လို train လဲဆိုတာကျွန်တော်တစ်ချက်ပြောပြချင်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမနေ့ကတွေ့ခဲ့တဲ့အတိုင်းပဲဒီမှာဒီ neural network တစ်ခုရှိရပါတော့တနည်းအားဖြင့်သူကဒီdigit ပုံတွေပေါ့နော်0လား1လားစသဖြင့်ဒီ digit ပုံမှာဒီ binary classification လုပ်တဲ့ model လေးပေါ့အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်လည်းဒီမှာ layer 3ခုရှိရပါတော့ဒီမှာ hidden layer ရှိတယ် output layer ရှိတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ training example ဖြစ်တဲ့ဒီ x တွေ y တွေရှိရပေါ့အဲ့ဒီမှာကျွန်တော်ဒီဟာကိုဘယ်လိုမျိုး train မလဲပေါ့နော် TensorFlow နဲ့အဲ့တော့ဒီ code အနေနဲ့တစ်ချက်ကြည့်မယ်ဆိုရင်သူမှာကျွန်တော် TensorFlow ဖြစ်တဲ့အတွက်သူ TensorFlow library ကိုကျွန်တော်တို့ import လုပ်ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ sequential ရှိမယ်sequential ပြီးတော့ dance ပေါ့နော်အဲ့တော့ sequential ကမနေ့ကပြောခဲ့တဲ့အတိုင်းပဲသူကဒီတစ်ခုပြီးမှတစ်ခုကျွန်တော်တို့အလုပ်လုပ်တဲ့ဒီ function ပုံစံမျိုးပေါ့နော် sequential အဲ့ဒီမှာတော့ဒီlayer က3ခုဖြစ်တဲ့အတွက်ဒီ layer 3ခုကိုကျွန်တော်တို့ sequential အလိုက်အလုပ်လုပ်မယ်commutation လုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီ dance နဲ့တုံးတယ် dance function မှာအဲ့တော့ကျွန်တော်ဒီ first layer ဒီlayer မှာဆိုရင်25 neuron 25ခုရှိတဲ့အတွက်25ခုပေါ့နော်ရှုနေအဲ့တော့ activation ကကျွန်တော်တို့ဒီဟာ binary classification လုပ်မှာဖြစ်တဲ့အတွက်sigmoid တုံးတယ်ပေါ့နော်အဲ့တော့ activation ကို sigmoid တုံးတယ်ဒီဟာနောက်ဒီ layer ကိုကျွန်တော် sigmoid တုံးတယ်ပေါ့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ sequential တုံးပြီးသွားပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ model ကို train လုပ်မယ်ဆိုရင်ဒီကနေမှာကျွန်တော်တို့ဒီ loss function ပေါ့နော်အဲ့တော့သူကဒီ loss function ကိုဘယ်လိုရေးလဲဆိုရင်သူကဘယ်အောင် import လုပ်လဲဆိုရင်ဒီ binary cross entropy ရှိရပေါ့ဒီ TensorFlow ကနေပဲကျွန်တော် import လုပ်တာပေါ့နော်အဲ့တော့ဒီကဘာလဲဆိုရင်ကျွန်တော်ဒီဒီ sigmoid ရေပေါ့နော်ဒီကနေ့ binary classification ရဲ့ loss function နဲ့အတူတူပဲပေါ့အဲ့ဒီဟာမှာကျွန်တော်တို့ကဒီလိုမျိုးလေးပဲmodel.combine ဆိုပြီးဒီ model ကိုကျွန်တော်ဒီလှမ်းခေါ်ပြီးတော့loss ကိုမှာbinary cross entropy ကျွန်တော်တို့တန်းသုံးလို့ရတယ်ပေါ့နော်ဒီ loss function ကျွန်တော်တို့ဒီခေါ်လိုက်တဲ့ပုံစံမျိုးပေါ့ model နဲ့အဲ့အနေမှာကျွန်တော်တို့ model ကို train လုပ်မယ်ပေါ့နော်အဲ့တော့ train ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီ model.fit ဆိုပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ training example ဖြစ်တဲ့ဒီ x ရယ် y ရယ်ပြီးတော့ epoch ပေါ့နော် epoch ကအမှဘာလဲဆိုရင်ကျွန်တော်တို့ကဒီ gradient design မှာရှိတဲ့steps တွေလို့ပြောလို့ရတယ်တနည်းအားဖြင့်ကျွန်တော်တို့ကဒီဟာကို iteration ပေါ့နော်loop back လို့ပေါ့အဲ့တော့ gradient design ဆိုတာကျွန်တော်တို့ဒီloss function ဒီတနည်းအားဖြင့် cost function ပေါ့နော်ဒီ cost ကိုနည်းနည်းအောင်လုပ်တဲ့gradient algorithm ပေါ့နော်အဲ့ဒီ gradient design မှာကျွန်တော်တို့ WAP တွေ update လုပ်တာတော့အဲ့လိုကျွန်တော်တို့ဒီဘယ်နှခါ train မလဲပေါ့တနည်းအားဖြင့်အဲ့လိုကျွန်တော်တို့ minimize ဘယ်နှခါလုပ်မလဲဆိုရင်ဒီအခါ100လုပ်မယ်ပေါ့နော်အဲ့တော့ epoch 1ကဘာနဲ့ညီလဲဆိုရင်ကျွန်တော်တို့ဒီ training ကျွန်တော်တို့ရဲ့ဒီ data training example ပေါ့နော်ဒီနေ့ training data set တစ်ခုလုံးကိုတစ်ခါtrain ပြီးရတယ်တစ်ခါဖြတ်ပြီးရတယ်တူတယ်ပေါ့နော် complete pass ပေါ့ဒီတစ်ခုလုံးကိုကျွန်တော်တို့ကတစ်ခါgradient descent နဲ့လုပ်ပြီးသွားပြီဆိုရင်ဒါကိုကျွန်တော် epoch 1လို့ပြောလို့ရတယ်အဲ့တော့ဒီမှာ100ပေးရတဲ့အတွက်ကျွန်တော်ဒီအခါ100 loop ပတ်ပြီးတော့ကျွန်တော်တို့ gradient descent steps လုပ်မှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဆိုရင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကmodel ကိုbuild လုပ်တယ်ပေါ့နော်ဒီနေ့အပြင်ကို model ကို define ရင်လုပ်တယ်အဲ့တော့ define လုပ်တယ်ဆိုတာကျွန်တော်တို့ကခုနlogistic regression ဖြစ်တဲ့အတွက် logistic regression မှာဒီ sigma ဖြစ်တဲ့ set ပေါ့နော် set ကိုမှာဒီ wh plus ဒီစသဖြင့်ပေါ့နော် set ကိုမှာပြီးတော့သူ့ရဲ့sigma function သုံးတယ်ပေါ့အဲ့တော့ပြီးတော့ကျွန်တော်ဒီ model ကို define လုပ်ပြီးသွားတဲ့အခါကျရင်ဒီ loss function ကိုကျွန်တော်တို့လုပ်တယ်ပေါ့နော်အဲ့တော့ခုနကျွန်တော်တို့ sigmoid ဖြစ်တဲ့အတွက်ဒီ loss function ကိုsigmoid function ရဲ့ loss function ကျွန်တော်တို့သုံးတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအောင်မှာtrain လုပ်မယ်ပေါ့နော်ခုနဒီ epoch 100နဲ့အဲ့တော့ gradient descent နဲ့ကျွန်တော်တို့ train မှာဖြစ်တဲ့အတွက် gradient descent ဆိုတာကကျွန်တော်တို့ဒီအဓိကဒီ cost ကို minimize လုပ်တာပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့ကဒီ WAPD ကိုupdate လုပ်ပေးတာပေါ့နော်အဲ့တော့အဲ့အနေမှာကျွန်တော်တို့က DR တွေကိုကြည့်ပြီးတော့ဒီ code အနေနဲ့ဒီလိုပြန်ရေးတာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီ neural network ကိုစပြီး build လုပ်တယ်model ကို define လုပ်တယ်ပေါ့နော်
အဲ့တော့ sequential ရေးတယ် dance ရေးတယ်ပြီးတော့အဲ့ဒီမှာကျွန်တော်ဒီ loss function ပေါ့နော်ကိုကဒီ logistic regression ဒီ sigma ကိုသုံးမှဖြစ်တဲ့အတွက်ဒီ binary cross entropy ကိုကျွန်တော်တို့လှမ်းခေါ်တယ်ပေါ့နော် model တော့ဒီ model တော့ combine နဲ့ကျွန်တော်တို့လှမ်းခေါ်တယ်ပေါ့ပြီးတော့မှကျွန်တော် model တော့ fit နဲ့epos 100 ဆို 100ကျွန်တော်တို့ train မယ်ပေါ့နော်ဒီ training interval တွေကိုအခါတရကျွန်တော်တို့loop back ပြီးတော့ကျွန်တော်တို့train မှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေဒါကိုပြန်ပြောတာပဲပေါ့နော်အဲ့တော့ပထမဆုံးねကျွန်တော် model create လုပ်တယ်ပေါ့နော်အဲ့တော့ model create လုပ်တယ်ဒီမှာရှိတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီကနည်းနည်းကျွန်တော်တစ်ချက်ကြော်လိုက်မှာအဲ့တော့ဒီမှာလည်းအတိုင်းပဲကျွန်တော်တို့ဒီ model create လုပ်တယ်ပြီးရင် loss ကိုကျွန်တော်တို့ပြန်ခေါ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီ binary classification လုပ်မှာဖြစ်တဲ့အတွက်binary cross entropy ကိုခေါ်တယ်ပေါ့အဲ့တော့ဒီဟာကလည်းကျွန်တော်တို့ဒီ TensorFlow ကဒီ Keras ဆိုတဲ့ဒီ library ကနေပဲကျွန်တော်တို့သုံးတာပေါ့နော်အဲ့တော့အကဲကျွန်တော်တို့ကဒီ regression ပေါ့နော် linear regression တို့ဘာလို့ဆိုရင်လည်းဒီ binary cross entropy အစားကျွန်တော်တို့ linear regression ရဲ့loss function ဖြစ်တဲ့cost function ဖြစ်တဲ့ဒီ mean square error ကိုကျွန်တော်တို့ခေါ်သုံးလိုက်ရတယ်ပေါ့နော်ဒီ mean square error ကလည်းဒီ TensorFlow ဒီ Keras ကနေပဲကျွန်တော်တို့ယူတာပေါ့နော်အဲ့တော့တတိယအဆင့်အနေနဲ့ကျွန်တော်တို့ကဒီ model loss function ပြောပြီးသွားရင်ဒီ gradient descent ပေါ့အဲ့တော့ gradient descent ကကျွန်တော်တို့ဒီ cost function ကို minimize လုပ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲဒီ gradient descent ကဒီ w တွေ g တွေကိုကျွန်တော်တို့ update လုပ်ပေးတယ်တနည်းအားဖြင့်ဒီ minimal ပေါ့နော် minimal ထိရအောင်ကျွန်တော်တို့ဒီတဖြည်းသွားတဲ့ဟာကိုကျွန်တော်တို့ဒီ gradient descent လို့ခေါ်တာပါเนาะအဲ့တော့တနည်းအားဖြင့် gradient descent ကသူကဘာကိုတွက်တာလဲဆိုရင်ဒီ derivative ပေါ့เนาะတနည်းအားဖြင့်ဒီ w တွေ g တွေမှာပါတဲ့ဒီ derivative တွေကိုဘာနဲ့တွက်လဲဆိုရင် back propagation လို့ခေါ်တဲ့ algorithm တစ်ခုရှိရပေါ့အဲ့ဒီ back propagation နဲ့ကျွန်တော်တို့ဒီအနောက်ပြန်သွားပြီးတော့ neuron တွေတနည်းအားဖြင့်ဒီ w တွေ b တွေကို update လုပ်ပြီးနောက်ဆုံးကျွန်တော်တို့ဒီ cost function နည်းနည်းများနဲအောင်ဒီအဆင့်ဆင့်ပေါ့နော်အဆင့်ဆင့်သွားတဲ့ဟာကိုကျွန်တော် gradient descent လို့ခေါ်တာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ epos ကို100ပေးတဲ့အတွက်သူကဒီအခါတရာကျွန်တော်တို့ဒီ w တွေ b တွေကိုupdate လုပ်ပြီးတော့ model ကို train နေမှာဖြစ်ပါတယ်အဲ့တော့ back propagation ကဘာလဲဆိုရင်တော့နည်းနည်းတစ်ချက်ပြောမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ introduction လေးရလည်းနည်းနည်းပြောခဲ့တယ်ပေါ့အဲ့တော့ back propagation ကသူ့ရဲ့သူက backward အနေထားနဲ့ပြန်သွားတာပေါ့နော်အဲ့တော့ဒီမှာသူ့ရဲ့ဒီ neuron တွေတွက်တယ်တွက်ပြီးသွားတဲ့ခါကျရင်သူကဒီ loss function ပေါ့အဲ့တော့ loss function မှာဖြစ်လာတဲ့ဒီ error တွေပေါ့နော်တနည်းပြ error ဆိုတော့ကျွန်တော်ဒီ prediction ပေါ့နော် prediction လုပ်တဲ့ဟာနဲ့တကယ်actual output နဲ့ကွဲလွဲတဲ့ဟာကိုဒီ error လို့ခေါ်တာပေါ့နော်အဲ့ဒါနဲ့မှတော့ဒီ loss function ကထွက်လာတဲ့ဟာကိုမှဒီ hidden layer ကိုပြန်သွားပြီးတော့ဒီ gradient descent နဲ့ဒီ w တွေ b တွေကို update ကျွန်တော်တို့ backward data နဲ့ပြန် update လုပ်ပြီးတော့နောက်ဆုံးprediction လုပ်တဲ့ဟာကိုကျွန်တော်တို့ back propagation လို့တစ်ချက်ကျွန်တော်တို့မြင်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီ activation function တွေကျွန်တော်တစ်ချက်ပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဥပမာတစ်ချက်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်သူကdemand prediction ပေါ့နော်ဒီနေ့အပြည့်ကျွန်တော်တို့မနေ့ကပြောခဲ့ဒီအင်ကြီးပေါ့နော် top seller ဟုတ်လားမဟုတ်လား prediction လုပ်တဲ့အပိုင်းပေါ့အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒီ awareness လေးတို့ကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့အဲ့တော့ဒီမှာကတော့ကျွန်တော်ဒီ top seller ဟုတ်လားမဟုတ်လားစသဖြင့်ဒီ yes no ပေါ့နော်အဲ့တော့ binary classification ပေါ့ဆို0နဲ့1အောင်ပဲသူက classification လုပ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ဒါပေမဲ့ awareness ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်တကယ်ရင်ကျွန်တော်တို့ဒီ customer ရဲ့ aware ဖြစ်တာကကျွန်တော်တို့aware ကနည်းနည်းလေးဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီအောင်အရန်ကြိုက်တဲ့တော့ဒီ extremely ပေါ့နော် extremely awareness လည်းဖြစ်နိုင်တယ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ01နဲ့ဒီမဟုတ်ပဲဒီ1ထပ်အပြင်မှာကျွန်တော်တို့က2တွေ3တွေ4တွေစသဖြင့်အဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒီ awareness မှာအဲ့တော့ကျွန်တော်ပုံမှန်တစ်ချက်ကြည့်မယ်ဆိုရင်သူကတော့ဒီ sigma ဖြစ်တဲ့အတွက်ဒီ sigma function ကိုသုံးတယ်ပေါ့နော်အဲ့တော့ပြောပုံမှန်ဆိုရင်ဒီကျွန်တော်ရဲ့ဒီ activation function ကိုကျွန်တော်ဒီ0နဲ့1နဲ့ပဲ prediction လုံးမှာဖြစ်တဲ့အတွက် sigmoid ပဲသုံးတယ်ပေါ့ဒါပေမဲ့ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲဒီ awareness မှာဒီ customer ကဒီပစ္စည်းကိုเนาะသူကawareness နည်းနည်းလေးဖြစ်နိုင်တယ်ဒါမှမဟုတ်အများကြီးလည်း awareness ဖြစ်နိုင်တဲ့အတွက်သူ့မှာဒီ0နဲ့1အပြင်မှာ
1ထပ်ပို့ပြီးတော့လေသူက prediction ဖြစ်နိုင်တယ်ပေါ့အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီ sigmoid အစားပေါ့နော်ကျွန်တော်တို့ကဒီလိုမျိုးဆိုရင်rectified linear unit လို့ခေါ်တယ်ပေါ့တနည်းအားဖြင့်အတူကောက်ဆို ReLU ပေါ့နော်အဲ့ကနေသူက rectified linear unit ကဘယ်လိုလဲဆိုရင်သူကဒီမှာဆိုရင်0ကိုလည်းz ကဒါ0ထက်ငယ်မယ်ဆိုရင်သူကသူ့ရဲ့ prediction က0ကို prediction လုပ်ပေးရပေါ့နော်ပြီးတော့ဒီဇက်ကကယ်ရီဒီ greater than or equal 0ပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျရင်သူ့ရဲ့ prediction ကဒီ sigmoid မှာဆိုရင်1ကိုပဲ prediction လောက်တာပေါ့အဲ့တော့ဒီမှာဆိုရင်တော့ဒီ1အပြင်မှာတခြားဒီpositive number တွေကိုသူက prediction လုပ်ပေးရပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကဒီ rectified linear unit လို့ခေါ်တယ်ပေါ့နော်အဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့ကဒီ demand prediction မှာဆိုရင်ဒီ sigmoid activation function ကိုကျွန်တော်သုံးမဲ့စာအကယ်ကျွန်တော်ဒီ ReLU တာကျွန်တော်တို့တစ်ချက်သုံးမယ်ဆိုရင်ကိုယ့်ရဲ့ဒီ neural network model ကပို့ပြီးတော့ efficient ပို့ပြီးကောင်းနိုင်တယ်ပေါ့နော်အဲ့တော့တစ်ချက်ကျွန်တော်ဒီ activation function တွေတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ပထမဆုံးတစ်ခုကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် linear activation function ပေါ့နော်အဲ့တော့ linear activation function ကဘာလဲဆိုရင်သူ့ရဲ့ function က g of z equal to z ပေါ့အဲ့တော့ပြောမှဆိုသူ့ရဲ့အမှန် g of z equal to z ဖြစ်တဲ့သူကwx plus b ကလည်း z ပဲပေါ့အဲ့တော့သူ့မှာပြောမှဆိုရင်သူ့ရဲ့ function ကမရှိဘဲနဲ့သူကဒီ linear regression ပုံစံမျိုးဖြစ်နေတဲ့တစ်ချက်ကျွန်တော်တွေ့ရတယ်ပေါ့နော်သူက g of z equal to z ကျွန်တော်ဒီနေ့မြ linear ဖြစ်တဲ့သူကဒီလိုမျိုးကျွန်တော်ဒီ sigmoid လို့ rectified linear unit လို့သူ့မှာ function ဆိုပြီးတော့မရှိဘူးပေါ့နော်အဲ့လိုမရှိတဲ့သူကိုကျွန်တော်တို့ကဒီ no activation function လို့ခေါ်တယ်ပေါ့အဲ့တော့ဒါကတော့ကျွန်တော် linear activation function ရဲ့ပုံစံပေါ့နော်အဲ့တော့နောက်တစ်ခုကျွန်တော်ဒီ sigmoid တို့ ReLU တို့ကခုနပြောပြီးသွားပြီပေါ့နော်ဒီ sigmoid ကတော့ကျွန်တော်တို့က0နဲ့1ကိုပဲ prediction လုပ်တဲ့နေရာမှာသုံးတယ်ပေါ့နော် ReLU ကတော့သူက0နဲ့ဒီ1အပြင်မှာတခြားတော့ဒီ positive numbers တွေကိုprediction လုပ်ပေးတဲ့ဒီ activation function မျိုးစားပေါ့အဲ့တော့ကျွန်တော်ဒီ activation function တွေကိုဘယ်လိုမျိုးရွေးမလဲပေါ့နော်ဘယ်လိုမျိုးရွေးချယ်မလဲပေါ့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ output layer လေးတစ်ခုပဲကျွန်တော်တို့တစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီ output layer လေးတစ်ခုတော့ပဲဒီ activation function ရွေးချယ်မယ်ဆိုရင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ binary classification တော့ပေါ့နော် binary classification ဆိုတာခုနဒီtop seller လို့ပုံစံမျိုးလေးဒါမှမဟုတ်0 1 digit ကို classify လုပ်တဲ့ဒီနေ့ပြကျွန်တော်ရဲ့ y prediction က0လား1လားဒီနှစ်ခုပဲကျွန်တော် prediction လုပ်မယ်ဆိုရင်ဒီ sigmoid activation function ကိုကျွန်တော်တို့သုံးတင်တယ်ပေါ့နော်ဒီ output layer မှာပေါ့အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော် regression ဒီနေ့ပြကျွန်တော် linear regression ပေါ့နော်အဲ့ဒီသူ့ရဲ့ prediction ကဒီ plus လည်းဖြစ်နိုင်တယ် minus လည်းဖြစ်နိုင်တယ်ပေါ့တနည်းအားဖြင့်ကျွန်တော်တို့ဒီ stock ဈေးကွက်တွေပေါ့နော်ဒီ stock ဈေးကွက်တွေကို prediction လုပ်တဲ့နေရာမှာသူ့ရဲ့ဈေးကွက်တွေကဒီ minus ကလည်းရောက်နိုင်တာဖြစ်တဲ့အတွက်အဲ့လိုနေရာမှာဆိုရင်ဒီ linear activation function ကိုကျွန်တော်တို့ဒီ output layer မှာတစ်ချက်အသုံးပြုတင်တယ်ပေါ့နော်အဲ့တော့ဒီ regression တနည်းအားဖြင့်ဒီ rectified linear unit ပေါ့နော်အဲ့ rectified linear unit မှာဆိုရင်သူက0အပြင်မှာဒီ plus ဒီ positive number တွေကို predict လုပ်တယ်ပေါ့နော်ဒီနေ့သူကဒီ negative ကို minus ကိုတော့ prediction မလုပ်ဘူးပေါ့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဥပမာဆိုရင်ကျွန်တော်တို့ဒီအိမ်ဈေးကွက်ပေါ့နော်ဒီအိမ်ဈေးကွက်တို့ prediction လုပ်မယ်ဆိုရင်သူကအိမ်ဈေးတွေဖြစ်တဲ့အတွက် minus ကမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုနေရာမှာဆိုရင်rectified linear unit ကိုဒီ output layer မှာသုံးတာပို့ပြီးအဆင်ပြေရပေါ့အဲ့တော့ဒီကတော့ကျွန်တော်တို့ဒီ output layer တစ်ခုတည်းသူကတစ်ချက်ပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ hidden layer မှာတစ်ချက်ကြည့်မယ်ပေါ့အဲ့တော့ခုနကကျွန်တော်ဒီ output layer တော့သုံးတာပြောပြီးသွားပြီပေါ့အဲ့တော့ hidden layer မှာဆိုရင်ဘယ်အောင်ကျွန်တော်တို့သုံးတင်တယ်ပေါ့နော်အဲ့တော့ hidden layer မှာဆိုရင်ကျွန်တော်တစ်ချက်ဒီ sigmoid နဲ့ReLU ကိုကျွန်တော်တို့တစ်ချက်ရှင်းကြည့်မယ်ပေါ့နော်အဲ့တော့ဒီ hidden layer တွေမှာသုံးဖို့ဆိုရင်ကျွန်တော်ဒီ sigmoid မှာတစ်ချက်ကြည့်မယ်လေသူကသူ့ရဲ့ပုံစံကပေါ့နော်ဒီညားတွေမှာကျွန်တော်ဒီ flat ဖြစ်နေတာပေါ့အဲ့တော့တနည်းမဲ့သူကဒီလို flat ဖြစ်နေတာကကျွန်တော်ဒီ gradient descent မှာတွားပြီး model ကို train ဖို့ဆိုရင်သူကslower ပို့ပြီးတော့เนาะဒီ ReLU ထက်ပို့ပြီးတော့နှေးနိုင်တယ်ပေါ့အဲ့တော့ဒီမှာ ReLU မှာတစ်ချက်ကြည့်မယ်ဆိုရင်တော့သူက
ဒီနားပဲကျွန်တော်ဒီ flat ဖြစ်တာပေါ့နော်ဒီနေ့ပြဒီ positive ဘက်ကိုpredict လုပ်တဲ့ဘိုင်းမှာသူက flat မဖြစ်တဲ့အတွက်ဒီ sigmoid တက်ဆိုင်ပို့ပြီးတော့ဒီ value နဲ့ value ကိုသုံးတာပို့ပြီးတော့ကျွန်တော်တို့ model ကို train တဲ့နေရာမှာနည်းနည်းမြန်နိုင်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်သူကဒီ redefined linear tuning ကပို့ပြီးတော့ကျွန်တော်တို့ဒီအသုံးများတဲ့ activation function တစ်ခုဖြစ်လာတယ်ပေါ့အဲ့တော့ကျွန်တော်ပြန်ပြီးတစ်ချက်summary နဲ့ပြန်ကြည့်မယ်ဆိုရင် activation function ကိုကျွန်တော်ရွေးတဲ့နေရာမှာဒီ output layer အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီဘယ်လိုမျိုးဟာကိုသုံးလဲဆိုတာမူတည်ပြီးကျွန်တော်တို့ရွေးရတယ်ပေါ့နော်အဲ့တော့ဒီ binary classification အတွက်ဆိုရင်sigmoid သုံးတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ prediction ကnegative လဲ prediction လုပ်မယ်ဒါမှမဟုတ် positive လဲ prediction လုပ်မယ်ဆိုရင်တော့ဒီ linear activation function သုံးတယ်ပေါ့နော်အဲ့တော့ကိုဒီ value ဆိုရင်တော့သူက0 0ရောပြီးတော့ဒီ1ပြင်မှာတခြားတော့ဒီ positive ဘက်တွေ prediction လုပ်တဲ့နေရာမှာဒီ value ကိုတစ်ချက်သုံးတယ်ပေါ့အဲ့တော့ဒီနေ့ပြီးတော့ hidden layer တွေအတွက်ဆိုရင်တော့သူကဒီ value ကိုသုံးတာပို့ပြီးတော့ကျွန်တော်တို့ပို့အဆင်ပြေတယ်ပေါ့နော်ခုနကဒီ sigmoid တဲ့အဲ့တော့ဒီ code အနေနဲ့ပြန်ရေးမယ်ဆိုရင်လည်းသူကဒီ layer တွေကို activation လုပ်တဲ့နေရာမှာဒီ hidden layer တွေအတွက်ဆိုရင်ပို့ပြီးတော့ဒီ value ကကျွန်တော်တို့ပို့အဆင်ပြေတယ်ပြီးတော့ဒီ output တော့ကကျွန်တော်တို့ရဲ့ဒီသုံးတဲ့ဟာ like ကျွန်တော်တို့ရေးပြရပါတော့အဲ့ sigmoid ဆို sigmoid တခြားဒီ linear ဆို linear ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဒီ activation function ကိုတစ်ချက်ရွှေ့တာပေါ့အဲ့တော့ဒီ activation function တွေကကျွန်တော်တို့ဘာကြောင့်လိုအပ်လဲပေါ့ဒီနေ့ခုနကကျွန်တော်တို့ linear နဲ့ကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ခုနကကျွန်တော်တို့ဒီ demand prediction ပုံစံမျိုးပေါ့နော်အဲ့တော့ခုနကျွန်တော်တို့မပြောခဲ့တဲ့ဟာက linear activation function ပေါ့နော်အဲ့တော့အကယ်၍ဒါကျွန်တော်တို့ဒီ linear activation function ကိုဒီ hidden layer တွေမှာသုံးမယ်ဆိုရင်အဲ့တော့ဒီမှာဆိုရင်သူကဒီ hidden layer ရောဒီ output layer ရောတစ်ချက်ဒီ linear activation function ကိုပဲတစ်ချက်သုံးကြည့်မယ်ဆိုရင်သူကဒီကိုယ့်ဒီ neural network မှာသူကဒီ linear regression ပုံစံမျိုးကျွန်တော်တစ်ချက်သွားလုပ်မှာပါဒီပြောရမယ်ဆိုရင်ဒီဟာက top seller ကို prediction လောက်တာဖြစ်တဲ့အတွက်ဒီနေ့သူက classification ကို prediction လောက်တာဖြစ်တဲ့အတွက်ဒီ linear redefined function ကိုသုံးမယ်ဆိုရင်သူက linear regression ပုံစံမျိုးဖြစ်နေမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ဒီ linear redefine ကိုသုံးမယ်ဆိုရင်ကိုယ့်ရဲ့ဒီ neural network တော့တိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့ဥပမာကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ input ရှိမယ်ပေါ့နော်အကယ်၍ပေါ့နော်ကျွန်တော်ဒီ linear redefine ကိုပဲကျွန်တော်တို့ဒီ hidden layer တွေမှာတစ်ချက်သုံးကြည့်မယ်ပေါ့အဲ့တော့ဒီမှာဆိုရင်input ရှိမယ် x ကို input ရှိမယ်ပြီးတော့ဒီ a1 ကိုမှာ1ဆိုတာကျွန်တော်တို့ဒီ layer 1တွက်တာပေါ့နော်အဲ့တော့ linear redefine function ကိုသုံးတဲ့သူကကျွန်တော်တို့ရဲ့ဒီ function က wx + b ပေါ့နော်တနည်းအားဖြင့် linear regression နဲ့ကျွန်တော်အတူတူပဲပေါ့အဲ့တော့ဒီ a1 ကလည်းကျွန်တော်တို့တွက်ဒီတွက်တာက w1x + b1 ပေါ့အဲ့တော့ဒီ a2 ကလည်းဘာဘယ်လိုတွက်မလဲဆိုရင်သူ့ရဲ့ဒီ w1 ရယ် b1 ရယ်ပြီးတော့သူ့ရဲ့ဒီ input တော့ကဒီကျွန်တော်တို့ဒီ a1 က input အနေနဲ့ပြန်ဝင်တာဖြစ်တဲ့အတွက်ဒီ a1 ကိုကျွန်တော်တစ်ချက်တွက်တယ်ပေါ့နော်အဲ့တော့အဲ့အနေမှာကျွန်တော်တို့ကဒီA1 ပေါ့နော်လက်မြင် A1 ဆိုတာဒီ layer 1မှာတွက်ထားတဲ့ဟာပေါ့အဲ့တော့ဒီ A1 ရဲ့ဟာကိုကျွန်တော်တို့ကပြန်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တစ်ချက်အစားသွင်းကြည့်မယ်ပေါ့နော်အဲ့တော့ W ရဲ့ဒီ A1 equation တစ်ခုလုံးကိုကျွန်တော်တို့ဒီနားမှာအစားသွင်းကြည့်မယ်ဆိုရင်ပြီးတော့အဲ့အနေမှာကျွန်တော်တို့ကဒီ A1 ဟာပေါ့နော်ဒီ W ရဲ့ဒီ W1 ကိုကျွန်တော်တို့ဒီ queen ကိုကျွန်တော်တို့ဝင်မြောက်ကြည့်မယ်ပေါ့အဲ့တော့ကျွန်တော်ဝင်မြောက်ကြည့်မယ်ဆိုရင်W1 ဆို W1 ပေါ့နော်ပြီးတော့ဒီ x က x ပေါ့ပြီးတော့ W1 ရယ် sorry W1 ရယ် B1 ရယ်ပြီးတော့ B1 ရယ်ပေါ့အဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီအောင်မှာဒီ W1 တစ်ခုလုံးကျွန်တော်တို့ကW ဆိုပြီးယူလိုက်တယ်ပြီးတော့ B ဆိုရင်ကျွန်တော်တို့ကB ပေါ့နော်ပြီးတော့ x ကိုကျွန်တော် x လို့ယူလိုက်မယ်ပြောရဆိုဒီလိုမျိုးပုံစံကနောက်ဆုံးထွက်လာတဲ့ဒီ output ပေါ့နော် A2 ဆိုတာကျွန်တော်နောက်ဆုံးထွက်လာတဲ့ output ကlinear regression နဲ့တွားပြီးတော့ကျွန်တော်တို့တူတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ
ခုနဒီ classification လုပ်ပေးမယ်လေကျွန်တော်ဒီ linear redefine unit ကို function ကိုသုံးတဲ့အတွက်ဒီ classification နဲ့ linear regression ဖြစ်တဲ့အတွက်ဒီ hidden layer မှာဒီ linear function သုံးမယ်ဆိုကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်တို့အချက်ကြည့်မယ်ဆိုရင်ခုနကဒီ linear linear function ကိုပဲသုံးတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်A4 ပေါ့နော် A4 ကနေမှာခုနကျွန်တော်တို့ဒီ W တွေကိုလောက်တဲ့အတိုင်းပဲဒီကနေမှာကျွန်တော်တို့ဒီအကုန်လုံးကျွန်တော်တို့ကဒီ linear function သုံးထားတဲ့အတွက်ထွက်လာတဲ့ဒီ output ကလည်းဒီ classification ပဲဖြစ်ပါပဲဖြစ်ကျွန်တော်တို့ကဒီ linear regression ကိုပဲထွက်လာမှာဖြစ်တယ်ပေါ့နော်အဲ့အနေမှာအကယ်၍တော့ပေါ့နော်ကျွန်တော်တို့ဒီဒီ output activation ပေါ့နော်ဒီဟာကိုကျွန်တော် sigma ဒီ classification ဖြစ်တဲ့အတွက်ဒီ hidden layer တွေတော့ကျွန်တော်တို့က linear သုံးပြီးတော့ဒီ output တစ်ခုတည်းကိုပဲအကယ်ဒီlinear မသုံးမဲနဲ့ sigma သုံးမယ်ဆိုရင်လည်း sigma ဆိုတော့ကျွန်တော် A4 equal to ကျွန်တော်ဒီ sigma function ပေါ့နော်အဲ့လိုသုံးမယ်ဆိုရင်လည်းသူကဒီ hidden layer တွေမှာအကုန်လုံးက linear တွေသုံးတာဖြစ်တဲ့အတွက်သူတွက်ထားတဲ့ဟာလေးကလည်းကျွန်တော်တို့ linear တန်ဖိုးတွေပဲဖြစ်မှာပေါ့နော်အဲ့တော့ကြောင့်ဒီ hidden layer မှာသုံးပြီးတော့ဒီ output layer လေးတစ်ခုတည်းကွက်ပြောင်းရင်လည်းကျွန်တော်တို့ကနောက်ဆုံးကဒီlinear တန်ဖိုးပဲထွက်မှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီ logistic regression ဒါပေမဲ့ဒီ classification တော့သုံးတဲ့နေရာမှာအဆင်မပြေဘူးပေါ့အဲ့တော့ကြောင့်ကျွန်တော်တို့ကဒီ linear activation ကို hidden layer မှာသုံးဖို့မသင့်ဘူးပေါ့နော်အဲ့တော့အဲ့စာကျွန်တော်တို့ကဒီ value ကိုပို့ပြီးတော့ကျွန်တော်တို့ hidden layer မှာသုံးတင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ကဒီလောက်ပဲပေါ့နော်ကျွန်တော်ကျေးဇူး